အားလုံးပဲမင်္ဂလာပါတကူကျင်းဆက်ပေးမယ့်အကြောင်းကတော့ hand over ပဲစကားပဲဖြစ်ပါတယ်ဆက်လန်အကြောင်းကတော့တငယ်ချင်းလေးယောက် Stu Dot Fee နဲ့ Alan တို့ Vegas မှာပါတီလုံးရင်းတွဲလုံးမဲ့အကြောင်းဖြစ်ပါတယ်ဆက်လန်ဆောင်မှာတော့ Tracy က Dot စီကိုဖုန်းဆက်နေပါတယ်အဲ့အချိန်မှာ Fee ကဖုန်းကန်လိုက်ပြီး Dot ပျောက်သွားပြီးမင်္ဂလာဆောင်မဖြစ်နိုင်တော့ဘူးလို့ပြောနေပါတယ်အဲ့မတိုင်ခင်2ရက်အလိုက Dot မင်္ဂလာဆောင်ပါတီလုပ်ဖို့ Stu Dot Fee နဲ့ Tracy အကိုတို့ Alan တို့ဟာ Vegas ကိုလာဖို့လူစုနေကြပါတယ် Tracy အဖေက Dot ကို Vegas သွားရင်သူအကြိုက်ဆုံးကားကိုယူသွားဖို့ပေးလိုက်ပါတယ်သူတို့ Vegas ကိုရောက်တော့Caesar Hotel မှာပေါ်ကီလောက်ထားတဲ့အခန်းကိုသွားကြပါတယ်ပြီးတော့သူတို့၄ယောက်အဝတ်စားလဲပြီးဒက်လီကာကနေဟိုတယ်အမိုးပေါ်တက်သွားကြပြီးဒေါ်အတွက်ဆူတောင်းစကားပြောနေကြပါတယ်ဒေါ်ရောက်ဖအလန်ကတော့ဆူတောင်းစကားကိုကြိုရေးလာပြီးသူတို့တော့နဲ့ပြောနေပါတယ်ဒေါ်တငယ်ချင်းဖီကတော့သူတို့ဒီညဘာပဲလုပ်ခဲ့ဘာမှပြန်မပြောကြည့်ဆိုပြီးတော့ဂတိတောင်းပြီးတော့ချီရလုပ်ကြပါတယ်မိုးလင်းသွားတော့စတူနိုးလာပြီးအခန်းထဲမှာရှုပ်ပွားနေပြီးကောင်းမလေးတယောက်ကထွက်သွားပါတယ်အလန်ကတော့အမှုမပြေပဲနုံချင်းတော့ပြက်နေပါလဲကျနေပါတယ်အလန်ကတွဲလက်ကန်နဲ့ဝင်သွားတော့ကြားတစ်ကောင်ကိုတွေ့ပြီးထွက်ပြေးလာတော့ဖီကိုတိုက်မိပြီးဖီနိုးသွားပါတယ်ဖီကစတူကိုမြင်ပြီးသွားကျွနေတာတွေ့လို့ပြောပြချိန်ဗီဒီယိုတွေကခလေးငိုတန်ထွက်လာတာကြားလို့သွားကြည့်တော့ခလေးတယောက်တွေ့သွားပါတယ်ဒေါ်မရှိတာကိုသတိထားမိပြီးဒေါ်ကိုဖုန်းခေါ်ကြည့်တော့ဒေါ်ဖုန်းကအခန်းထဲမှာကျန်နေခဲ့ပါတယ်သူတို့၃ယောက်မင်းညကဘာဖြစ်သွားမှန်းတရားမှမသိပါဘူးဒါကြောင့်သူတို့ခလေးကိုခေါ်ပြီးဒေါ်ကိုရှာဝန်တော့ဖွင့်ကြပါတော့တယ်သူတို့မနှက်စာစားနေတော့ဖီလက်မှာဆေးရုံကဆေးထိုးပြီးလက်ပတ်ပါလာတော့သူတို့ညကဆေးရုံရောက်သွားမှန်းသိပြီးဆေးရုံကိုလိုက်သွားကြပါတယ်ကားကတော့သူတို့ညကမူယူပြီးခိုးရတဲ့ရဲကားကိုလူတယောက်ကလာပေးထားလို့ရဲကားနဲ့တွားရပါတယ်ဆေးရုံရောက်တော့ညကသူတို့လာတာမှတ်မိသလားလို့ဆရာဝန်ကိုအတင်းမေးပါတယ်ဆရာဝန်ကတော့အချိန်မရှိဘူးလို့ပြောပါတယ်ဖီကပတ်စံလက်ထိုးတော့မှသူတို့လာကြောင်းတော့ပါကြောင်းသူစစ်ကြတဲ့မှာယူကလင်နဲ့အများကြီးရှိကြောင်းနဲ့သူတို့မင်္ဂလာဆောင်သွားမယ့်အကြောင်းတွေပါပြောပြလိုက်ပါတယ်သူတို့343မင်္ဂလာဆောင်ကိုတွားကြပါတော့လေကိုရောက်တော့အဲ့ဒီဆိုတဲ့ဘယ်ကြီးကမင်းတို့သားညကရုပ်ကတော့တရားမှမတွေ့ဘူးလို့ပြောပါတယ်ပြီးတော့ညကဘာဖြစ်ခဲ့မှန်းမသိလို့မိတော့အကမဲ့တယောက်နဲ့စတူမင်္ဂလာဆောင်ထားမှန်းသိလိုက်ရပါတယ်ဒါကြောင့်အကမဲ့ရဲ့လိပ်စာတောင်းပြီးလိုက်သွားဖို့လုပ်တော့ကားတစ်စီးနဲ့လူ2ယောက်ရောက်လာပြီးသူ့ဘက်မှာလေးမေးပြီးကားမှန်ကိုရိုက်ခွဲလိုက်ပါတယ်အဒီကအတန်ကျလို့ထွက်လာတော့ကားမှန်ခွဲလိုက်တဲ့တယောက်ကိုဖီရိုကားကခြေထောက်ကျိတ်မိပြီးအဒီကိုပြစ်မိသွားပါတယ်ဖီရို3ယောက်ကြက်ကြောင်နဲ့အကမဲ့ရှိတဲ့လိပ်စာစီကားမောင်းလာခဲ့ပါတယ်အကမဲ့ကထွက်လာပြီးသူ့ကလေးကိုပြန်ယူလိုက်ပါတယ်အကမဲ့နာမည်ကဂျိတ်ပါဂျိတ်ကိုသူတို့ညကပဲချင်းတိရှိနေလဲမေးတော့ရဲတချို့ရောက်လာပြီးကားခုံမှုနဲ့ဖမ်းလိုက်ပါတယ်ရဲစခန်းရောက်တော့ဒေါ်ရဲ့ Tracy ကဖီကိုဖုန်းဆက်လာတော့သူတို့ Vegas မှာတညနေအောင်မယ်မင်္ဂလာဆောင်ပြီးအမိပြန်လာမယ်ပြောလိုက်ပါတယ်ရဲတွေကသူတို့ကိုလီလာခီးထွက်တဲ့ကလေးတွေနဲ့ကျင်းဆက်ပြစ်ခိုင်းပြီးပြန်လှုပ်ပေးလိုက်ပါတယ်သူတို့ကားကိုထိန်းသိမ်းထားတဲ့နေရာမှာတော့ပြန်ယူခဲ့ပါတယ်သူတို့ကားမောင်းနေတော့ကားနာဖုန်းကအတန်ကြာပြီးဒေါ်လို့ထင်ပြီးတော့ဖွင့်ခဲ့ကြပါတယ်သူတို့တွေ့လိုက်တာကတော့အဝတ်မော့ထားတဲ့တရုတ်တယောက်ပါသူတို့ကိုရိုက်ပြီးအဲ့ဒီတယောက်ကထွက်ပြေးသွားပါတယ်အဲ့ချိန်မှာအလန်ကညကသူ့ဟိုတယ်ရှိမှဆေးဝယ်ပြီးအရက်တဲ့ဆေးခက်ခဲ့ကြောင်းပြောလိုက်ပါတယ်ဆေးကလည်းသူမှားဝယ်ပြီးလာမိပြီးမူရည်ဆေးမဟုတ်ပဲလက်စစ်ဆိုင်သုံးရဲ့ဆေးဖြစ်နေမှသိလိုက်ပါတယ်ဒါကြောင့်သူတို့ညကဘာဖြစ်ခဲ့မှန်းမသိခဲ့ပါဘူးသူတို့ဟိုတယ်ကိုပြန်သွားတော့မိုင်းတိုင်ဆိုင်ကတချင်းဖွင့်ရင်အလန်တို့ကိုထိုးလိုက်ပါတယ်ဘာလို့လဲဆိုတော့သူ့ရဲ့ကြောက်ကိုခိုးလာလို့ပါသူ့ရဲ့ကြောက်ကိုမိနစ်40အတွင်းသူ့အိမ်ကိုလည်းပြန်ပို့ဖို့ပြောလိုက်ပါတယ်ဖီတို့3ယောက်ကြားကိုဆေးခက်ပြီးကားနဲ့တည်သွားပါတယ်ကြားကဆေးပြဲပြီးကားတွေကပြန်တိုးလာတော့သူတို့အပြင်ထွက်ပြီးကားကိုတွန်းသွားရပါတယ်မိုင်းတိုင်ဆိုင်ရောက်တော့သူတို့ညက CCTV မှတ်တမ်းပြန်ကြည့်မိပါတယ်အလန်ကရီကန်နဲ့ကိုသေပေါက်ချနေခဲ့တာပါသူတို့တွေဟိုတယ်ကိုကားနဲ့ပြန်လာတဲ့လမ်းမှာ Tracy ကိုဖုန်းခေါ်ဖို့ပြောရင်သူတို့ကိုရိုက်သွားတဲ့တယောက်ကသူတို့ကိုကားနဲ့တိုက်ပြီးသူ့ရဲ့ဒေါ်လာ8000ပါတဲ့အိတ်ကိုပြန်တောင်းပါတယ်အမှန်တော့ညကသူတို့ဆေးကြောင်ပြီးအိတ်မှာယူလာခဲ့ကြတာပါပြီးတော့တယောက်ကိုလည်းလက်ကောင်ဆုပ်ပြီးတော့ဖီကကားထဲထည့်ခဲ့တာပါတယောက်ကဒေါ်လာ8000ပေးရင်သူတို့တငယ်ချင်းတော့ကိုပြန်ပေးမယ်ပြောလိုက်ပါတယ်ဖီတို့3ယောက်အိတ်ကိုပြန်ရှာပေးမယ်မတွေ့ခဲ့ပါဘူးစတူဘန်နဲ့ကပတ်စံနဲ့ဂိမ်းပေါင်း900ဆော်ပြီးနိုင်လာခဲ့ပါတယ်နိုင်ထားတဲ့ပတ်စံနဲ့တော့ကိုပြန်လဲချိန်မှာတော့ကသူတို့တငယ်ချင်းမဟုတ်ပဲသူ့ကိုဆေးရောင်းခဲ့တဲ့တော့ဖြစ်နေပါတယ်အဲ့အချိန်မှာဖီက Tracy ကိုဖုန်းခေါ်ပြီးတော့ပြောက်သွားကြောင်းမင်္ဂလာဆောင်မဖြစ်နိုင်တော့ကြောင်းပြောနေပါတယ်အဲ့အချိန်မှာဆေးရောင်းနဲ့တော့နဲ့စတူကဆေးမရောင်းကြောင်းညင်းနေကြပြီးမင်း essay ကိုတောင်းလိုက်ပြီဆိုရင်ကျမ်းမြော်မှာမှောက်နေပါလိမ့်လို့ပြောလိုက်တော့စတူကသူ့တငယ်ချင်းတော့ရှိမဲ့နေရာကိုတီးသွားပြီးတော့ဖီဖုန်းပြောနေတာကိုတားလိုက်ပါတယ်ဖီရဲ့မူးပြည့်သေးတာကိုရှောက်ပြောနေတာလို့ပြောပြီးတော့ဖုန်းချလိုက်ပါတယ်ဒေါ်ဘက်မှာရှိတဲ့သိပြီလို့ဖီကိုပြောပြီးသူတို့3ယောက်ဒေါ်ရှိမဲ့နေရာစီကိုသွားခဲ့ပါတယ်ဒေါ်ရှိတာကတော့သူတို့ညကပောက်ခဲ့တဲ့အမိုးပေါ်မှာပါအမိုးပေါ်မှာဒေါ်ကိုတွေ့တော့သူတို့အိမ်ပြန်ခေါ်သွားလိုက်ပါတယ်လေရင်မြန်နဲ့သွားဖို့လုပ်ခဲ့ပေမဲ့လက်မှတ်မရခဲ့ပါဘူးဒါကြောင့်မင်္ဂလာဆောင်ကလည်းနီးလာပြီမို့လို့ကားနဲ့ပဲအမြန်မောင်းသွားခဲ့ရပါတယ်စတူကတော့အကားမဲ့ကျိတ်ကိုနှုတ်ဆက်ပြီးအမြန်သွားလိုက်ရပါတယ်ပြီးတော့ကားမောင်းပြီးထွက်ခဲ့ကြရင်မင်္ဂလာဆောင်ကိုအချိန်မီရောက်သွားပြီးပျော်ပပအခမ်းအနားကျင်းပခဲ့ကြပါတယ်ပြီးတော့သူတို့၄ယောက်ညကဓာတ်ပုံတွေပြန်ကြည့်ရင်ဇက်လိုက်ရဲပြီးဆုံးသွားပါတယ်